အချိန်မှလောက်တစ်ဖက်နဲ့ဆိုရင်ကျောင်းစာလိုက်နိုင်ပါမလားဒီအညာဆရာရဖုန်းမေ everyday ကဒီချိန်မျိုးဖြစ်ပါရဲ့ရှင်ဒီနေ့ဗီဒီယိုလေးကတော့ကိုရီးယားကိုကျောင်းတက်လာမယ်ကျောင်းသူကျောင်းသားတွေမိကြတယ်မိကုန်းလေးဖြစ်တဲ့ကိုရီးယားမှာကျောင်းတက်ရင်လည်းအချိန်မှအလုပ်လုပ်တဲ့အခါကျောင်းစာတွေလိုက်နိုင်ပါမလားဆိုတဲ့မိကုန်းလေးနဲ့ပတ်သက်ပြီးတော့ဖြည့်ပြီးတော့မှဖြစ်ပါတယ်။နောက်လာ9လပိုင်းတရက်နေ့ဆိုရင်ကိုရီးယားမှာတက္ကသိုလ်ကျောင်းတွေခေကန်ပေါ့နော် semester အသစ်တစ်ခုစပြီးချိန်ကချက်တွေ second semester စပြီပေါ့နော်။အဲဒါကြောင့်မလို့ second semester စတော့မှဆိုစာရေးပြန်လုပ်ရတော့မယ်ဆိုပြီးတော့ဒီကျောင်းလေးကိုပြောဖို့အတွက်ဖြစ်သွားတာပေါ့နော်။ဒါလေးကတော့ချက်ရဲ့ရှေ့ semester ကအမှတ်စင်းလေးပါအမတ်စင်းကိုကြည့်ပါနော်အရင်အမတ်တွေဟို A+ တွေကြီးပဲရလို့မို့လို့ချေကလာကြွားတာမဟုတ်ပါဘူးဒီအမတ်စင်းလေးကချဲစာလုံးဝပေါ့နော်တကယ်စာတစ်လုံးမှမကြက်နိုင်ပဲနဲ့ဆောင်းဝဲလေးမဖြေနိုင်ခဲ့ပဲနဲ့ရခဲ့တဲ့အမတ်စင်းဖြစ်ပါတယ်ချဲရဲ့ GPA ရှေ့ semester အတွက်ချဲရဲ့ GPA က 3.77 မှာ EWA တက္ကသိုလ်ကပြီးရဲ့ grade ကကြတော့ 4.3 scale နဲ့ပြီးရမှာ 3.77 ဆိုရင်ဒါကလုံးဝ average ထက်ကျော်တဲ့ GPA လို့ပြောလို့ရတယ်ပေါ့နော်ဥပမာ 4.0 နဲ့အထက်ဆိုရင်တော့လုံးဝအရင်တော်ရဲတွေကိုပါတယ်ဆိုပေမဲ့ 3.5 နဲ့အထက် 3.77 ဆိုတာက average ထက်ကျော်တယ်ဒါပေမဲ့တော်ရဲတဲ့မရောက်ဘူးပေါ့နော်အဲ့ဒီလောက်အဆင့်ပေါ့နော်အဲ့ဒီအဆင့်ပေါ့ GPA ပေါ့နော်ဒါကကျွန်တော်တို့အားလုံးလည်းသိကြပါတယ်ခြေလေးခဏပြောရဲပေါ့နော်ပတ်ထိုင်လောက်ကြောင်ရှေ့ဗီဒီယိုမှာပတ်ထိုင်လောက်ကြောင်ပြောတော့လည်းပြောရဲခြေကကိုရီးယားကိုရောက်ပြီးတော့3ပတ်အကြာမှာပဲပတ်ထိုင်ဆက်လုပ်တယ်ကျောင်းတက်တုန်းကဆိုရင်ပတ်ထိုင်2ခုလုပ်ခဲ့ပေါ့နော်တကယ်ခြေပတ်ထိုင်2ခုလောက်လုပ်တာမို့လို့ချင်းမှာလုံးဝနားချိန်မရှိဘူးကျောင်းတက်တယ်အလုပ်သွားတယ်အလုပ်ကပြန်အိတ်တယ်နိုးလာရင်ကျောင်းသွားတယ်အလုပ်သွားတယ်အလုပ်ကပြန်လာရင်အိတ်တယ်အဲ့လိုမျိုးနေကြပါတော့အဲ့လိုမျိုးဒီလိုမျိုးကိုရီးယားမှာအဲ့လိုမျိုးပေါ့နော်ပြောတနည်းအားဖြင့်ရုံးကန်နေရတယ်ကျောင်းသားပြီးချိန်မှာတကယ်စားလို့ချိန်လုံးဝမရှိခဲ့ဘူးအဲကြောင့်မို့ချိန်ဆောင်မွေးဖြစ်တဲ့အခါတော့ဂျုံကန်ကိုစားမစ်ထန်ဆောင်မွေးဖြေတော့ကလည်းချိန်တခြားဘာသာတွေကအဆင်ပြေပေမဲ့ချိန်လုံးဝမေးကြအောင်မဖြေနိုင်ခဲ့ဘူးပေါ့နော်မေးပြားကချစ်တဲ့မိကြတဲ့ဂျုံကောင်ကရောဘုံတို့လည်းသိကြတဲ့ချိန်က psychology တက်နေတာပေါ့နော်ကိုရီးယားမှာ psychology ကိုရီးယားလိုတင်တဲ့အခါမှာတကယ်ကြီးခက်တယ်ဒီပေါ့နော်အတန်းထဲမှာ professor ကဒီကျိုးစင်းရဲ့အတန်းထဲမှာစာရှင်းပြတဲ့အခါမှာချိန်နားလေတယ်ချိန်ကမြန်မာမှာလည်းစိတ်ပညာမိကြကိုပဲ final ထိတက်ခဲ့တဲ့ကျောင်းသူဖြစ်တဲ့အတွက်စိတ်ပညာရဲ့ဒီ theory တွေ experience တွေဒါတွေကချိန်တော်တော်များများသိပြီးသားကျောင်းလာတယ်အဲကြောင့်မလို့အတန်းထဲမှာကျိုးစင်းရဲ့စာရှင်းပြတဲ့အခါမှာနားလေတယ်ဘာကြောင့်ပြောနေရလဲအကုန်သိတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုရင်ကိုယ့်ကိုစာလုပ်တော့မယ်ဆိုပြီးတော့စာတင်အတန်းထဲမှာတင်ပြီးချင် professor တင်ထားတဲ့ဒီ PPT ကိုပြန်ကြည့်တဲ့အခါမှာလုံးဝနားမလဲတော့ဘာဖြစ်လို့လဲဆိုတော့အကုန်လုံးကဟန်ကြအော်တယ်ဒီနေ့စဉ်သုံးကိုရီးယားစကားမဟုတ်တော့ဘဲနဲ့ဒီအတန်းမှာတင်ရဒီ PPT file ထဲမှာလာတဲ့ဟာတွေကဒီစိတ်ပညာနယ်ပယ်သုံးကိုရီးယားဝေါ်ဟာတာတွေဖြစ်သွားတဲ့အတွက်ဟန်ကြရင်လည်းပြုလုပ်ထားတဲ့တိဆောက်ထားဒီစကားလုံးတွေကတကယ်နားမလဲပေါ့နော်တကယ်ခက်တယ်ဒါတော့မှချေ topic စင်နေလာတာပေါ့နော်တကယ်အဲ့ကြတော့တယောက်လေးစာပြန်လုပ်တဲ့အခါမှာလုံးဝစာမကြည့်နိုင်ပြီးရင်ဂျုံကမှာတော့လည်းချေကြည့်ရတဲ့ PPT ကစုစုပေါင်း slide က900ကျော်လောက်ရှိဒီဟိုပါနော် mid term မှာတော့ slide 900ကျော်လောက်ရှိအဲ့900မှာချေတကယ်အရန်စူးစမ်းပြီးတော့ချေ300လောက်တက်နိုင်တယ်များမှတ်တယ်ဒါပေမဲ့တကယ်ဆောင်းမွေးရောက်တဲ့မိကုန်းကိုဖတ်တဲ့အခါမှာနားမလဲဘာလို့လဲဆိုတော့အကုန်ဟန်းကြတော့လေဒီသူဘာကြောင့်မှမင်းနေမယ်တကယ်နားမလဲခဲ့ဘူးပေါ့နော်ဆောင်းမွေးဖြစ်တော့အဲ့ဒါမို့တကယ်ဆောင်းမွေးဂျုံကမှာရောဒီကီမိုက်ကိုစားဒီ final ထမ်းမှာရောနှစ်ခုလုံးမှာမိကြတန်းကိုဆောင်းမွေးမဖြစ်နိုင်ခဲ့ဘူးဆောင်းမွေးဖြစ်နိုင်ခဲ့ပေမဲ့ချင်းစိတ်ပညာမိကြကို grade ကဘယ်လောက်ရလဲဆိုတော့ B ရခဲ့ဒါဆိုရင်ဆောင်းမွေးလည်းမဖြစ်နိုင်မယ်နဲ့ဘာလို့ grade က A B ဟုတ်တယ် C ဆိုရင် A ဆိုရင်အကောင်းဆုံးဆိုဘာလို့ B A plus A A minus B B plus B B minus ဆို B တောင်ရတယ်ဘယ်လိုတောင်ရအောင်ဒါဆောင်းမွေးဖြစ်နိုင်တယ်လို့မရမှာမဟုတ်ဘူးအဲ့လိုမဟုတ်ပါဘူးချေတို့အတန်းတက်တဲ့ခါမှာဒီမှာပေါ့နော်ကိုရီးယားမှာအမှတ်ပေးစီးမြင့်အမှတ်ပေးရဲ့ပုံစံတွေကချေတို့ဆောင်းမွေးတစ်ခုရောပေးရမှာဟုတ်ပေါ့နော် professor တွေကဒီလိုမျိုးအတန်းတက်ရင်ဥမာထားပါတော့အတန်းတက်ရင် 30% ဒီ assignment တွေဒီခွာကျဲတွေ presentation တွေက 30% final exam က 30% နဲ့ဒီကျန်တဲ့အားသားပေါ့နော် participation တွေပါရင်ကျန်တဲ့အားသားက 10% သူတို့အဲ့လိုမျိုးအမှတ်ကိုဖြတ်တာဖြစ်တဲ့အတွက်ဆောင်းမမဖြည့်နိုင်ရုံနဲ့ grade တွေလုံးဝဆူဆူရွရွဖြစ်မသွားဘူးပေါ့နော်ဒါပေမဲ့တခုသိထားမှာရောပေါ့နော်ကျန်တဲ့ဆောင်းမဖြစ်နိုင်ဘူးဆိုရင်ကျန်တဲ့ activity ဥပမာပေါ့နော်အတန်းတက်ချိန်ဒီခွာကျဲတွေ assignment တွေတင်တာမျိုး presentation လုပ်တာမျိုးဒီတခြားအားသား participation လုပ်တာမျိုးမှာရောဘုန်းတော်ပါဝင်ထားမှရမယ်အဲ့ဒါကြီးလည်းမလုပ်ဘူးဆောင်းမွေးလည်းမဖြစ်နိုင်အောင်ဆိုတာသိကြရတာဒါကလုံးဝအမှတ်ကောင်းထွက်လာတဲ့အကြောင်းမရှိဘူးပေါ့နော်အဲ့လိုနီလန်းနဲ့ခြေကဒီ grade တွေကိုရခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ချေပြောချင်တာကပေါ့နော်အလုပ်တစ်ဖက်နဲ့တောင်မှအလုပ်တစ်ဖက်နဲ့စာမလုပ်နိုင်ဘူးဆိုရင်တောင်မှအရင်ကြီး grade ဆူဆူရွာမထီဘူးဒါပေမဲ့တခုတတိထားမှာကအတန်းချိန်မှန်မှန်တက်ပါအတန်းချိန်မှန်မှန်တက်ရင်
ကြားတဲ့အထိတော့မဖြစ်ဘူးပေါ့နော်ချေကတကယ်ဆောင်းဝဲကိုလုံးဝမဖြေနိုင်ခဲ့ပါဘူးဒါမေဂျာတန်းလုံးဝမဖြေနိုင်ခဲ့ရပါတော့ဒါပေမဲ့အီဝါတက္ကသိုလ်ကတခုရှိတာကချေတို့ဒီပေါ့နော် first year ကျောင်းသားကျောင်းသူတွေဒီ first year ကျောင်းသားကျောင်းသူတွေကနိုင်ငံခြား international student တွေကဒီmajor ပဲပေါ့နော် major ပဲကိုရီးယားနဲ့အတူတူသင်ရတာ minor တန်းတွေကကြတော့ဝေကုကင်ဘန်ဆိုပြီးတော့သူကကိုရီးယားနဲ့အတူတူကျောင်းမတက်ရဘဲနဲ့ဝေကုကင်တွေတီးတန့်ပေါ့နော်တက်လို့ရမယ်အတန်းလေးကိုလုပ်ပေးထားဖြစ်တဲ့အတွက်ဒီ minor ပေါ့နော် Korean ဆိုတော့ဒီမှာဟန်ကုကင်တွေနဲ့အတူတူမတက်လေရတယ်ဒါပေမဲ့ဟန်ကုကင်တွေနဲ့မှအတူတူတက်ချင်နေဆိုရင်လည်းကိုယ့်ကိုရွေးချယ်ပြီးတော့ရှောက်လို့ရတယ်ဒါပေမဲ့ပေါ့နော်ဒီဂျိုပြိုစောစင်းရင်းနေပေါ့နော်ချဲတို့ရဲ့ဒီတာဝန်ခံဆရာမတွေတော်တော်များများလည်းဝေကုကင်တွေဆိုရင်ဝေကုကင်ဘန်ဝေကုကင်တွေအတွက်တီးတန့်လုပ်ပေးထားတဲ့ minor တန်းတွေကိုတက်ဖို့အတွက် recommend ပေးကြဘာလို့လဲဆိုတော့ဝေကုကင်တီးတန့်အတန်းဖြစ်တဲ့အတွက် professor တွေကစာသင်တဲ့ခါမှာလည်းဒီကိုရီးယားစာအဲ့လောက်ကြီးကျွန်းကျင်မရတဲ့နိုင်ငံသားတွေမှသိတဲ့အခါမှာသူတို့စကားပြောရင်ဖြည်းဖြည်းပြောပြရမျိုးဝယ်ကူကနေစိတ်ဝင်စားမဲ့အကြောင်းအရာတွေပြောပြရမျိုးဝယ်ကူကနေနိုင်ငံသားကျောင်းသားကျောင်းသူတွေနားလည်လောက်မဲ့အကြောင်းအရာတွေကိုသင်ကြားပေးရမျိုးဖြစ်တဲ့အတွက်အရင်မခတ်ဘူးပေါ့နော်ပြီးတော့အဲ့လိုအတန်းတွေကစိတ်ပြောစရာလည်းကောင်းပြီးစိတ်ဝင်စားစရာလည်းကောင်းတယ်ပေါ့နော်ချေမနစ်ကမနစ်ကမဟုတ်ဘူးပေါ့နော်ဒီ8 semester က8 semester မှာချက်တက်ခဲ့တဲ့ minor တန်းဆိုရင်အားလုံးကဝယ်ကူကင်အတန်းကြီးကြီးပဲချေ major တန်းစိတ်ပညာ major တန်းတစ်ခုကိုပဲကိုရီးယားနဲ့အတူတူတက်တယ်ကျန်တဲ့တန်းတွေကတော့ minor တန်းတွေကို professor နဲ့တက်တဲ့အခါမှာတချို့ Korean ဆိုတော့ပေါ့နော်တချို့ minor တန်းတွေဆိုရင်စာမွေးမရှိဘူးစာမွေးမရှိဘဲနဲ့ပါလဲဆိုရင်ချေတို့ assignment တွေအများကြီးတင်ရအတန်းတိုင်းအပတ်တိုင်း assignment ရှိတယ်ဒါပေမဲ့ assignment တွေကခက်လည်းမဟုတ်ဘူးပျော်စရာကောင်းတယ်ချေတို့တင်ရတဲ့အတိုင်းဆိုရင် design အကြောင်းတွေတင်တဲ့အတန်း minor တန်းလည်းတက်တယ်နောက်ပြီးတော့ဒီကိုရီးယားရဲ့ယဉ်ကျေးမှုတွေကိုရီးယားရဲ့နေရာတွေအကြောင်းကိုတင်တဲ့အတန်းကိုလည်းတက်ခဲ့တယ်အဲ့ဒီတန်းဆိုရင်စာမွေးမရှိဘဲနဲ့ဘာတွေလုပ်ရလဲဆိုရင် group project တွေပဲလုပ်ရတယ်အဲကြတော့ group project တွေပဲလုပ်သွားပြီးစာမွေးမရှိတဲ့အတွက်စာမွေး stress မရှိဘူးစာလည်းမကြက်ရဘူးအဲ့ဒီအတွက်ကဘာဖြစ်တော့ assignment တွေမှန်တင်ပြီးတော့အတန်းမှန်တက်တဲ့ခါမှာ grade ကကောင်းကောင်းမွန်ထွက်လာတယ်အဲကြောင့်မလို့ချေတို့အဲ့လိုအတန်းတွေလည်းရွေးချက်တက်လို့ရတာမို့လို့ပေါ့နော်အရင်ကြီးစိတ်ပူစရာတော့မလိုပါဘူးဒါဆိုရင်ချေဆိုလည်းတကယ်စာမကြက်ဖ ೇನೆ အလုံးနှစ်ခုပတ်ထိုင်လုံးနှစ်ခုနဲ့စာမကြက်ဖ ೇನೆ ဒီ grade လေးတွေကိုရခဲ့ရပါနော်လာကြောရမှာပါဘာလို့လဲဆိုတော့ကြောရလာအောင်လေ grade ကကောင်းမနေဘူးပေါ့နော်ချေတက်တာစုစုပေါင်းအတန်း6တန်းမှာတန်းက pass fail ဟိုကြတာရဲ့အောင်တာရဲ့ပဲရှိတယ်အတန်းကိုပုံမှန်တက်ရင်အောင်တယ်အတန်းပုံမှန်မတက်ရင်ကြမယ်ပေါ့နော်ဒါပဲရှိတယ်အဲ့ဒါကတော့ grade ထားပါတော့ဟို grade ကို affect တက်ရောက်မှုမရှိဘူးပေါ့နော်ကျန်တဲ့ဟာလေးတွေက A တို့နော် A ပါ A3 ပါတယ် B နှလုံးပဲအဲ့ဟာပဲရှိရပေါ့နော်အဲ့ကြောင့်မလို့စာမွေးဖြေနိုင်ခဲ့ပြီမဲ့လေဒီ major တန်းကိုပေါ့နော်စာမွေးဖြေနိုင်ခဲ့ပြီ B ထွက်လာတော့ခြေတော်အံ့ဩတယ်တကယ်ချင်း major ကိုစာမွေးဖြေတော့ဒီဂျုံကန်မာရောခီမိုင်းမာရောနှစ်ခုလုံးမှာမဖြေနိုင်ခဲ့ဘူးမဖြေနိုင်ပြီမဲ့ဒီလိုမျိုး B ထွက်လာတဲ့အချိန်မှာအဲ့တော့စာမွေးဒီအမှတ်တွေထွက်လာမှာဆိုအံ့ဩပါချဲထင်တာပေါ့နော် C တွေ D တွေများဖြစ်မလားတော့ F ကတော့မထိလောက်ပါဘူးလို့ဘာလို့လဲဆိုတော့ F ကအကြပေါ့နော်အကြတော့လုံးဝအတန်းတွေလုံးဝလည်းမတက်ဘူးစာမွေးလည်းလုံးဝမဖြေနိုင်ဘူးဆိုမှကြတာပဲဟုတ်ပါတော့ F များထိမလားအောင်စိတ်ပူနေခဲ့ရပါတော့ဒါပေမဲ့အတန်းကတော့ပုံမှန်တက်တယ်ဒါပေမဲ့လည်းစာမွေးလုံးဝမဖြေနိုင်ခဲ့မယ်ကြာမလားဆိုပြီးစိတ်ပူနေခဲ့ပေမဲ့ပြီးထွက်လာတဲ့အခါမှာအရန်အံ့ဩပါပြီးကြမှာသူ grade အမှတ်ပေးရဲ့ system ပြန်ကြည့်တဲ့အခါမှာသူကလက်ချာကိုလည်းလက်ချာအတန်းပုံမှန်တက်တာကိုလည်းပြီးတယ်လို့ဒီ assignment တွေတင်တာကိုလည်းပြီးရဲအဲ့ကြချဲစာမွေးမဖြေနိုင်တာတခုပဲရှိရဲ assignment တွေလည်းတခြားလုပ်တယ်အတန်းကိုလည်းတကယ်တခါမှမပြတ်ဘူးအတန်းလည်းတကယ်အဲ့ major တန်းဆိုတခါမှမပြတ်ဘူးလုံးဝအတန်းမှန်လည်းတက်ခဲ့တဲ့အတွက်ဒီ grade ပေါ့နော်ထွက်လာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ရောဘုန်းတို့လည်းပတ်ထိုင်လို့တစ်ဖက်နဲ့ဟိုပေါ့နော်စာမလုံးနိုင်မှာစိတ်မပူပဲနဲ့ပေါ့နော်အတန်းလေးပုံမှန်တက် assignment လေးပုံမှန်တင်ပေးမယ်ဆိုရင်တော့မှ grade တွေဆူရွရွမဖြစ်ပါဘူးဆိုတဲ့အကြောင်းလေးပြောပြပေးရအောင်ပြီးတော့တစ်ခုရှိသေးတယ်ပေါ့နော်ခြေကအခုကကြတော့ major တန်းပဲပါတဲ့အတွက်စာလွယ်တဲ့တယ်မှာပါတယ်ဟုတ်တယ်မလားဘယ်တက်ကူပဲတော့ first year ဆိုရင်စာတာလွယ်တယ်လေဟုတ်တယ်မလားဒါပေမဲ့အတန်းကြီးလာတဲ့အခါမှာ major တန်းတွေကြီးပဲအများကြီးတက်တဲ့အခါမှာစာလုပ်ပေးဖို့တော့လိုတယ်အခုကတော့ခြေ first semester ပဲဖြစ်တဲ့ first year first semester မို့လို့အလောက်ခက်မဖြစ်သေးရပါဘောနော်အဲကြောင့်မို့လို့အတန်းကြီးရင်တော့စာလုပ်ဖို့အတွက်အချိန်ပေးရမှာပေါ့နော်အတန်းကြီးရင်တော့စာတခြားလုပ်မှာပဲအမှတ်ကောင်းထွက်မှာပေါ့နော်အဲ့လိုမှမဟုတ်ရင်မရအောင်ဒါပေမဲ့အရင်စိတ်ပုံမှာဆိုလို့ခြေအမှတ်စင်းလေးကိုလာပြပြီးတော့ဒီကြောင်းလေးကိုပြောပြပြီး sharing လုပ်ပေးရဖြစ်ပါတယ်ဒါဆိုရင်ခြေတို့နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်အဆုံးထိကြည့်ပေးရတော့ကျေးဇူးတင်ပါတယ်